လိုနားလဲလဲဘယ်လိုနားလဲနိုင်ငံတော်ကျေးဇူးသစ္စာနိုင်ငံတော်ကျေးဇူးမကမ်းရဘူးဘာလို့မကမ်းရတာလဲဖုံးပွတ်တာဘယ်နည်းရကြရင်တိတ်အောင်တော့ပျက်စီးသွားမလဲပထမရက်အစာပိုင်းမှာတော့ပျော်စရာကောင်းပါတယ်ဗီဒီယိုတွေကြည့်ပြီးရေမောမယ်တငယ်ချင်းတွေကိုမင်းဒီပို့မယ်ပေါ့တဲ့ဒိုပါမင်ဓာတ်တွေတက်လာပြီးနေလို့ကောင်းနေပါလိမ့်မယ်ငစင်ရိုင်းငပိရေချိုကဗျာတခြားငါးတွေပါတယ်ပေါ့ဗျာနော်တော့တခြားငါးတွေနေမဟုတ်ပါဘူးကျွတ်တွေရောဘာတွေရောအကုန်ပါတာဗျာတဲ့ရတာတွေအကုန်ထည့်ရောင်းသလိုပြည့်နေတာဗျာနော်သူ့ကိုပြောရင်လည်းဟိုကက်လန်ကိုရန်တွေ့တယ်ဗျာနော်မင်္ဂလာပါရှင်အခုဖော်ပြပေးမယ့်ဗီဒီယိုလေးထဲမှာတော့လေးလာမှတ်သားစရာအပြင်လူခန္ဓာကိုယ်ရဲ့အဓိကကြတဲ့အုံနောက်ကိုဖျက်ဆီးနေတဲ့အလေးကျင့်လေးတွေကဘာတွေလဲဆိုတာရဲ့နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာလေးတွေပါမျှဝေပေးသွားမှာပေါ့အခုပဲတူတူကြည့်လိုက်ကြရအောင်နော်ဒီလိုဒီစီတီယာအကြောင်းတရားရှင်းပြထားတဲ့ဗီဒီယိုလေးပါဘယ်လိုနားလဲနိုင်ငံတော်ကျေးဇူးသစ္စာနိုင်ငံတော်ကျေးဇူးမကမ်းရဘူးဘာလို့မကမ်းရတာလဲအခုဒီမှာကြည့်နော်အနည်းဆုံးမင်းတို့ရွယ်သလိုချင်းကိုပိုင်ကျောင်းနေမှာတက်ရင်သူကလာကတော့အနည်းဆုံး8000တသိန်းပေးရတယ်နော်ကားကမပါသေးဘူးဝှစ်စုံချင်းမပါသေးဘူးတခြားဗာချင်းညာချင်းမပါသေးဘူးထားလိုက်တော့ပြောပြတာနော်အခုတို့ကကျောင်းလာတက်ထားလိုက်တော့ပထမဆုံးကျောင်းလိုက်တော့ဗာတွေထောက်ပံ့လဲနိုင်ငံတော်ကစာအုပ်ပြီးရေးစရာတွေမလားပြီးတော့ဗာတွေရောအဝေးအစားတွေဒါမင်းတို့ကိုယ်တိုင်တော့မလားတို့ကျောင်းမှာဆိုလို့ရှိရင်လေဆရာတွေခိုင်းတဲ့စာအုပ်တွေရေးစရာတွေနည်းနည်းနော်ဆိုင်မပြောတာကြီးအခုဓာကြီးတွေပါတော့ကျောင်းဆောင်တွေစာရေးကုန်တွေနားလဲသလားနော်ဒီကျောင်းဆောင်တွေရင်အခုချိန်ဆောက်လို့ရှိရင်တိမ်မောက်ရရှိပြီးကုန်တယ်လေခဏခဏပြောဘူးတဲ့နားလဲသလားနော်ဒါရဲ့ဒီနိုင်ငံတော်ကထောက်ပံ့တာဟမ်နားလဲသလားနိုင်ငံတော်ကထောက်ပံ့အဲ့တော့နိုင်ငံတော်ရဲ့ကျေးဇူးသစ္စာဆိုတာနိုင်ငံတော်ရဲ့ကျေးဇူးမင်းတို့ဘက်မှာရှိလားမရှိဘူးလားရှိတယ်အခုလို့စာကောင်းကောင်းသင်တာမိုးလုံးလေးလုံးလေမိုးရွာရင်မိုးကြလားနားလဲသလားနော်လေးထားပါတော့မိုးလေးလေးတိုက်နေရအပြင်မှာနေတယ်လို့မျိုးအဲ့ဒီအဆက်ရှိလားရှိတယ်တို့မိုးလုံးလေးလုံးပဲဒီမှာနော်အဲ့တော့စာကောင်းကောင်းသင်နိုင်ဖို့အစာအုပ်တွေရောကောင်းကောင်းလုံးလုံးချင်းလုံးဆောက်ပေးထားတယ်နော်စာရေးကရိယာတွေမထောက်ပံ့ပေးထားဘူးလားထောက်ပံ့ပါပြောသားဆိုအဝိအစားတွေထောက်ပံ့တယ်မလားဟုတ်နိုင်ငံတော်ကျေးဇူးသစ္စာသွားတာကိုပြောတာနိုင်ငံတော်ရဲ့ပါလေကျေးဇူးသစ္စာအဲ့ဒါကိုမထီမဲ့ပြပြုလို့ရတာနားလေလားတစ်ချိန်ချိန်မှာအနည်းဆုံးတော့မလုပ်ရလဲပြန်ပြီးတော့ဆက်ရတယ်နော်ကျေးဇူးမဆက်နိုင်ရင်ကျေးဇူးမကမ်းရဘူးကမ်းရဘူးဆိုတာကနိုင်ငံတော်အကျိုးပျက်စီးကြောင်းမလုပ်ရဘူးနားလေလားနော်နိုင်ငံတော်အကျိုးပျက်စီးကြောင်းဆိုတာနိုင်ငံတော်ပိုင်းပစ္စည်းတွေကိုဖျက်ဆီးတာမျိုးတွေဒါမျိုးတွေမလုပ်ရဘူးပြောတာနော်အခုဒီမှာမှန်နေကွဲသွားတယ်မတော်တဆကွဲတာထက်ကိုပျက်စီးအောင်ဆိုပြီးတော့ဖျက်ဆီးလို့ရလားမရဘူးဒါကိုပြောချင်တာနော်အဲ့တော့တို့ကဘာကိုသိရမလဲနိုင်ငံတော်ရဲ့ကျေးဇူးသစ္စာကိုသိရတယ်ဟုတ်တယ်နော်ဖုံးပွတ်တာဘယ်နည်းရကြရင်တိတ်အောင်တော့ပျက်စီးသွားမလဲရေးကြည့်ရနော်ခုခေတ်ကဖုံးကြောင်ခန္ဓာကိုယ်ထိခိုက်ကြတာအစာပိုင်းမှာတော့ပျော်စရာကောင်းပါတယ်ဗီဒီယိုတွေကြည့်ပြီးရေမောမယ်တငယ်ချင်းတွေကိုမင်းဒီပို့မယ်ပေါ့တဲ့ဒိုပါမင်ဓာတ်တွေတက်လာပြီးနေလို့ကောင်းနေပါလိမ့်မယ်ဒုတိယရက်မျက်တောက်ခတ်တာရက်သွားပါပြီတင်အာယုံစိုက်လုံးနေပြီးမျက်လုံးတွေခြောက်သွေးလာမယ်ရင်ငွေ့တွေခန်းချောက်သွားတဲ့အတွက်မျက်လုံးတွေหนีရဲလာပါလိမ့်မယ်တတိယရက်တင်ဟာတန်တရာထဲမှာနစ်မြုပ်နေပြီးပြင်ပကဘာကြီးကိုလှစ်လူရှုထားပါပြီတင်မသွားတဲ့နေရာတွေအထိနက်နက်ရှိုင်းရှိုင်းရောက်သွားပြီးမတိကျင်တဲ့အမှန်တရားတွေကိုတူးဆွဲမိပါလိမ့်မယ်စတုထရဲ့နာကျင်မှုတွေစလာပါပြီ blue light အပြာရောင်အလင်းနှန်းတွေကမရမနာဝင်ရောက်လာပါတယ်မျက်လုံးအာရုံခံလွှားကိုဖောက်ဝင်ပြီး microwave ထဲထည့်ထားသလိုအုံနောက် cell တွေကိုချက်ပြုတ်နေပါလိမ့်မယ်တန်ခွင်းနဲ့ဆွတ်ထားသလိုမျိုးခေါင်းအကြီးအကျယ်ကိုက်လာပါလိမ့်မယ်ပြင်စမရဲ့တင်းအိတ်မပြောတော့ပါဘူးတင့်ခန္ဓာကိုယ်ရဲ့ဇီဝနာယီပျက်စီးသွားပါပြီကော်တီဆော စိတ်ဖိစီးမှုဟော်မုန်းတွေတက်လာတာကြောင့်တင့်နှလုံးကနံရိုးတွေကိုထူးရိုက်နေသလိုတဒုံဒုံခုန်နေပါလိမ့်မယ်ဖုံးကိုချလိုက်ရင်နာကျင်မှုကိုမခံနိုင်တော့တာကြောင့်ပြန်ကောက်ကင်မိပါလိမ့်မယ်စက်ထမရက်ကြောက်စရာပါပဲတင့်ပဝန်းကျင်ဘက်အမှန်တရားတွေပြိုလဲစားပြူလာပါပြီမျက်လုံးအာယုံကြောတွေချိုယွင်းလာပြီးအခန်းထဲမှာပုံရိပ်ရောင်တွေဝါသားသားမြင်လာရမယ်မျက်လုံးတောင်စွန်းတွေကနေအရာဝတ္ထုတွေရွေလျားနေတာကိုမြင်ရောင်လာပါလိမ့်မယ်တတမရက်
စနစ်တစ်ခုလုံးပျက်စီးရပ်တန့်သွားပါပြီစက်တိုက်လှုံ့ဆော်မှုလွန်ခဲ့တာကြောင့်တင်ဦးနောက်ကမိခိုးရောင်အနှစ်ဖက်ကြီးလိုဖြစ်သွားပါပြီတင်မရှိတော့ပါဘူးအဆုံးမရှိဖုံးပွနေတဲ့စိတ်မဲ့ဇွန်ဘီတစ်ကောင်ပဲကြံမာတော့တယ် အားလုံးပဲမြင်ပါပါเนาะကျွန်တော်ပြောချင်တော့ငပိလိုရောင်းတဲ့ဆယ်လီပေါ့ဗျာเนาะဒီဆယ်လီကအရန်ဗျာအတက်ရမှာအာယုံနေနောက်တက်ရမှာဟိုရှင်းမကက်ကက်လန်ကိုရန်တွေ့ဗျာတက်ရမှာအာယုံရန်နောက်တဲ့ဆယ်လီထဲမှာပါတယ်ဒီဆယ်လီကအခုဘာဖြစ်လဲဆိုတော့ဟိုသူ့ရောင်းတဲ့ငစင်ရိုင်းငပိရေချိုကဗျာတခြားငါးတွေပါတယ်ပေါ့ဗျာเนาะတော့တခြားငါးတွေနေမဟုတ်ပါဘူးကျွတ်တွေရောဘာတွေရောအကုန်ပါတာဗျတဲ့ရတာတွေအကုန်ထည့်ရောင်းသလိုပြင့်နေတာဗျနော်သူ့ကိုပြောရင်လည်းဟိုကက်ကက်လန်ကိုရန်တွေ့တယ်ဗျနော်ခုသူ့အဲ့လိုကွန်မိတ်တက်တဲ့လူတွေကရမ်းများနေပြီဗျနော်ရမ်းများနေပြီသူကလည်းကက်ကက်လန်ကိုရန်တွေ့တယ်ခုလည်းမမက်ရိုင်းနေပြန်ရန်တွေ့တယ်ပေါ့ဗျာကျွန်တော်ပြောချင်တဲ့သဘောပါဗျနော်ဟိုဆယ်လီဆိုတိုင်းတော့ဟိုသူတို့ရောင်းတဲ့ပစ္စည်းတွေကကောင်းတာမဟုတ်ဘူးနော်ဆယ်လီဆိုတိုင်းလည်းမှန်နေတာမဟုတ်ဘူးဗျကျွန်တော်အမြဲတမ်းပြောပါတယ်နော်ဆယ်လီနမခံပြီးတော့တဲ့ရမှာဟိုပေါက်ရဲ့လုံနေတဲ့လူတွေလည်းအများကြီးနော်ဒီတော့ကျွန်တော်ပြောချင်တာကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဘူးလို့တော့ကျွန်တော်တို့ကပြောရမှာပဲဗျာနော်ကျွန်တော်လည်းဘာမှရောင်းစားမနေဘူးနော်အဲ့လိုမျိုးရောင်းစားတဲ့ဆယ်လီကလည်းပေါက်ရဲ့လုံကျွန်တော်ကပြောမှာပဲဗျာနော်သူကသူလိုင်းမော်ပဲဆဲကြိုက်တဲ့နေရာဆဲဗျာနော်ဘာမှ view site တွေအကြောင်းမရှိဘူးဘာမှလည်းမဟုတ်ပါဘူးပွင့်လင်းပြောရင်ဟိုကူကအဲ့လိုအရန်ကြီးတွေဗျာနော်ဘောင်ဝင်တန်းဝင်တွေလှုပ်ရှားတာကြီးကတော်တော်ကြီးကိုအဆင်မပြေဘူးနော်ကြည့်ရတာလည်းအဆင်မပြေဘူးကာဆန်ဘောင်နည်းနည်းအားနာသိနေဗျာနော်လူတယောက်ရဲ့ရှင်းမသူ့ level ဆိုတာသူပြောတဲ့စကားတွေကမူတည်ရနော်သူပြောတဲ့စကားကြီးကြည့်ရင်သူ့ level ပေါ်နေတာပဲဗျာနော်ပေါ်နေတယ်သူကဘလို့ဟိုပတ်ဝန်းကျင်လာတယ်ဘလို့လူမျိုးလဲဆိုတော့သူပြောတဲ့စကားတွေကြည့်ရင်သိတယ်နော်ခုဆိုဆယ်လီဆိုရင်အဲ့လိုပဲသူကအဲ့လိုပဲသူရောင်းတဲ့ဟာတဘာဝပစ္စည်းပါတောဘက်ကထွက်တာပါဘာညာဆိုပြီးတော့တည့်ရမှာငါးတွေလည်းရောရတယ်ပေါ့ဗျာနော်ဒီငါးမျိုးစားကိုဒီငါးမျိုးစားနဲ့ပဲရောင်းတယ်လို့ပြောရင်ဒီငါးမျိုးစားပဲပါရမယ်ဗျာနော်တခြားငါးပါလို့မရဘူးဘာဖြစ်လို့ဆိုတော့တောင်ယူမှုတောင်ခံမှုဆိုတော့နေရာတိုင်းမှာရှိတယ်ဒီဆယ်လီရောဗျာသူ့ကိုပြောရင်လည်းကက်ကက်လည်းအောင်ရန်တွေ့တယ်သူ့ဘက်ကနေပြီးတော့ဝိုင်းအားပေးတဲ့လူကြီးအများကြီးဗျာနော်အဲ့ဒါဆိုတော့ပြောချင်တာဟိုတခါရရင်ဟိုအမှန်တရားပြောတဲ့လူအမှားဖြစ်ပြီးတော့လေအမှားတွေလုပ်နေတဲ့လူကအမှန်တွေဖြစ်နေတယ်ဗျာနော်အဲ့ဟာတွေကလည်းကြည်ရတာအဆင်မပြေဘူးဒီဆယ်လီကတော့တော်တော်အခြေအနေဆိုးတာပါပြီနော်ကြည်ရတာဒါမှလူဆိုတာလည်းကိုဆိုင်တဲ့ပင်ကိုရဲရမှာပါကျွန်တော်ပြောနေရစကားတိုင်းပဲနော်သူလည်းဘယ်တော့အောင်မြင်နိုင်မဲဗျာကျွန်တော်ကစောင့်ကြည့်နေမယ်နော်ဒီဆယ်လီဆိုဘယ်သူလဲဆိုတာသိပါတယ်ဟိုကျွန်တော် fan တွေကိုကျွန်တော်တကူးတကတော့ပြောစရာမလိုပါဘူးလူတယောက်ဆိုတာသူ့ရဲ့ကိုနှုတ်မူရသူ့ရဲ့နှုတ်ထွက်စကားအရန်စကားပြောတယ်ဗျာနော်သူကဘလို့လူမျိုးဘလို့အခြေအနေရှိတယ်ဘလို့မျိုးပတ်ဝန်းကျင်ကလာတယ်ဆိုတာသူ့ပုံစံကိုကြည့်ရတယ်သိတယ်ဗျာကျွန်တော်ဒါလေးလာပြောတာပါဝယ်မစားပါနဲ့ဗျာနော်ပေါက်ကရရောင်းတဲ့လူတွေစီကဝယ်မစားပါနဲ့အလကားတသက်ကိုကငွေလဲဆုံးရှုံးရတယ်ကိုကကွန်ပလိတ်တိုင်နဲ့ကိုကိုပြန်ဆဲတယ်ဗျာအစိမပြေဘူးဗျာဝယ်မစားနဲ့ကိုမျက်စိရှိမြင်တာပဲဝယ်စားဗျာနော်ဒီလိုမျိုးဆိုရင်အဆင်ပြေတယ်ဗျာဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဒီဗီဒီယိုလေးတွေမှာပြပြထားတာလေးတွေကတကယ်ကိုစိတ်ဝင်စားစရာကောင်းပြီးအတွေးမြင်ဘူးသူသားတွေပါတိုးစေပါတယ်မိတ်ဆွေတို့ကရောဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမှတ်ချက်ပေးခြင်းလဲဆိုတာ comment မှာရေးပေးခဲ့ကြပါအောင်เนาะနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်